မင်္ဂလာပါရှင်။တောင်ပေါ်ဒေသရဲ့အစားအစာတစ်ခုဖြစ်တဲ့မုံညင်းကျင်လေးလှုပ်ရှားပြစ်လို့ပြန်လဲမျှဝေတာဖြစ်ပါတယ်။ရှမ်းကျင်လို့လည်းနောက်တစ်မျိုးအနေနဲ့ခေါ်ပါသေးတယ်ရှင်။မုံညင်းရွက်တွေကိုတော့ရေသေးချဆေးပြီးတဲ့အခါမှာမိမိစိတ်ကြိုက်လှီးဖြတ်ပြီးနေပူလေးလှမ်းထားပေးလိုက်ပါတယ်ရှင်။ကျမကတော့မုံညင်းကျင်ပြုလုပ်ဖို့အတွက်မုံညင်းရွက်မုံလာဦးအဖြူမုံလာဦးအနီဒီ၃မျိုးနဲ့ပဲပြုလုပ်မှာဖြစ်ပါတယ်ရှင်ဆန်မုံနှစ်စွန်းကိုလည်းကြိုထားပေးလိုက်ပါတယ်ရှင်ဒီလန်းထားတဲ့မုံညင်းရွက်တွေကိုတော့စားနဲ့အရေးထွက်ပြီးအစိမ်းရောင်ပျောက်တဲ့အထိနေပေးရမှာဖြစ်ပါတယ်ရှင်မုံညင်းစိမ်းရည်တွေညှစ်ထုတ်ပြီးတော့ရေတေချာပြန်ဆေးပေးရမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့ပြင်ဆင်ထားတဲ့မုံညင်းစိမ်မုံလာဦးဖြူမုံလာဦးမီတို့ကိုအိုးကြီးကြီးတစ်လုံးနဲ့ထည့်ထားပေးရမှာဖြစ်ပါတယ်ရှင်အရသာအတွက်ကတော့စားတကြားအနှဲငယ်မယုတ်သီးခွဲကြံအယောင်တင်မုံကြိုထားတဲ့ဆန်မုတ်ရဲ့မဆလာအနှဲငယ်ထည့်ပြီးအားရပါရနေပေးလိုက်ပါတယ်ရှင်မုံညင်းကျင်လုပ်တဲ့အခါမှာတော့စီလုံးအထိလို့မရပါဘူးရှင်ပြီးရင်တော့လေးလုံးအောင်တေချာပိတ်ပြီး၃ရက်ဆိုရင်စားလို့ရပါပြီရှင်အော်မနက်ဆိုရင်တော့နေလေးခဏထုတ်လန်းပေးဖို့မမေ့ပါနဲ့နော်ပထမဦးဆုံးချိန်လုပ်တဲ့မုံညင်းကျင်ဆိုပေမဲ့လည်းစားလို့အရန်ကောင်းပါတယ်ရှင်အိမ်မှာရှိတာလေးနဲ့လှုပ်ထားတဲ့မရှမ်းတရှမ်းချင်းလေးကိုစားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်